မိဘနဲ့ဝေးလို့လွမ်းဆွေးနေရတဲ့အဝေးရောက်တငယ်ချင်းများအားလုံးအတွက်ကျွန်တော်ရဲ့အမှုပညာညီကိုများဖြစ်ကြတယ်တေးရေးဆရာကေမိုးနဲ့ဇော်ဟိန်းတို့ကရေနှစ်ခံစားပြီးရေးဖွဲ့ပေးတဲ့တေးလေးတစ်ပုဒ်ကတော့တပ်ပြန်ခဲ့မယ်အမေလို့အမည်ပေးထားပါတယ်နားဆင်ပေးပါခင်ဗျာကျွန်တော်တကယ်ပြန်ကျင်တဲ့အမေရဲ့